ချို့လူနာတွေစီးသွားတာအရင်များတယ်။စီးသွားများတဲ့ယောဂ diabetic insipidus လို့ခေါ်တယ်။သူကစီးချို့ပုံစံတိုင်းပဲစီးသွားများတယ်။ဒါပေမဲ့စီးချို့တော့မရှိပါဘူး။တခါတလေစီးခန်းမှာစီးသွားများလို့တွေးစစ်လိုက်တာစီးချို့လည်းမရှိဘူး။အသက်ကလည်းအရင်မထီသေးဘူးဆိုယောဂအခန်းလည်းသိမရှိဘူးဆို diabetic insipidus တို့ပြီးသတ်မှတ်လိုက်ကြပါလေ။ဒါပေမဲ့တကယ်ပဲသူလူနာတွေက diabetic insipidusဖြစ်နေကြလားတခြားတော့စီးရင်အားနေတာမဖြစ်နိုင်တော့ဘူးလားတကယ်ပြောရရင် diabetic insipidus ဆိုတဲ့ယောဂအလွန်ရှားပါတယ်မဖြစ်နိုင်တဲ့လောက်ပါပဲအဲ့တော့ပူဖြစ်နိုင်တာစီးချို့မရှိစီးသွားများရင်စီးရင်အားနေနေပြီးကြောက်ကက်ယောဂလက္ခဏာအစားဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကြောက်ကက်ယောဂဆိုလို့လက်မတော်ပါနဲ့အစားဆိုတာပုံမှန်ယောဂမရှိသလိုပါပဲဒါပေမဲ့တခြားယောဂမဖြစ်အောင်တော့သတိထားသင့်တာပေါ့ဒီလောက်ပါပဲနောက်တစ်ခုကတကယ်ကစီးပမာဏများလာတာမဟုတ်နဲ့နည်းနည်းနဲ့အချိန်ကြီးအတွက်များလာသွားတာပါဒါပေမဲ့ပမာဏကပုံမှန်ထက်နည်းနည်းပဲကျဆင်းတော့သတိမထားမိလို့ဖြစ်တာပါဒါပေမဲ့စီးသွားများရင်တော့စီးရင်အားနည်းတယ်ဆိုတော့စောကုသစီချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်